အဲ့ဒါဆိုရင်ကျွန်တော်တို့ M35B ရဲ့ လက်တစ်စင်ကိုတစ်ချက်လေ့လာကြည့်ကြအောင်ခင်ဗျာ M35B ရဲ့လက်တစ်စင်မှာဆိုလို့ရှိရင်တော့ GSH 302K Twin Barrel Cannon လို့ခေါ်တဲ့စက်အမြောက်တနက်ကိုတော့ဒီမောင်းသူဘက်ကနေပြီးတော့ပြစ်ခတ်နိုင်ပါတယ်rocket တင်ဆောင်နိုင်မှုမှာဆိုလို့ရှိရင် BA rocket sport လို့ခေါ်တဲ့ဒုံးကျည်နဲ့မှာ80မှာ SA rockets တွေကိုတင်ဆောင်နိုင်ပါတယ်အဲ့ဒီဒုံးကျည်နဲ့မှာဆိုလို့ရှိရင်တပေါ့ကိုဒုံးကျည်အရေးအတွက်အခု20ဆက်ပြီးတော့မှပေါ့လေးခုပါဝင်တဲ့ကြောင့်မို့လို့စုပေါင်းအရေးအတွက်ဒုံးကျည်အတောက်80ကိုတင်ဆောင်တက်ဆင်နိုင်ပါတယ်B30 rocket box တွေမှာဆိုလို့ရှိရင်တော့120မှာ S30 rockets တွေကိုထည့်သွင်းတက်ဆင်နိုင်ပါတယ်အဲ့ဒီဒုံးကျည်ထဲမှာတပေါ့ကို9ခုစီတက်ဆင်နိုင်ပြီးတော့မှပေါ့လေးခုပါဝင်တဲ့အတွက်ကြောင့်မို့လို့စုပေါင်းအတောက်20ထိကိုတင်ဆောင်ပစ်ခတ်နိုင်ပါတယ်Attack missile တွေကိုတော့ရှစ်ခုတီတည်ဆောင်နိုင်ပြီးတော့ missile မျိုးစားတွေကို Diam 120 အထက်ကဖူကြီးကိုအသုံးပြုပါတယ်ခင်ဗျာ M35B ရဲ့ top speed ကတော့တနာရီကို335 km နှုန်းနဲ့မောင်းနေနိုင်ပါတယ်သူ့ရဲ့ဈေးနှုန်းကတော့$112 မီလီယံဖြစ်ပါတယ်သူ့ရဲ့ payload ကတော့2400 kg ပေါင်နဲ့990ထိရှိပါတယ်ခင်ဗျာတေးပို့ဆောင်ရေးမှာဆိုလို့ရှိရင်လည်းစစ်တီ10ရောက်ထိကိုတင်ဆောင်နိုင်ပါတယ်ခင်ဗျာဒီဆက်ပြီးခဲ့တဲ့ M35B ရဟန်းရေးကြောင်းတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ပြောတဲ့ထဲမှာအမှားလေးတွေရှိခဲ့ရင်ခွင့်လွှတ်ပေးပါလို့တောင်းပန်ရတဲ့နောက်ဆက်လိုက်ပါတယ်ခင်ဗျာ